မောင်ထွန်းမြတ်ကမိမိရီဆိုတဲ့မိမချောလေးကိုအိမ်ပြန်လမ်းမှာမပြန်ရဲလို့လိုက်ပို့တဲ့အခန်းကနေပြီးတော့ဆက်လက်ဖတ်ပြပေးသွားမှာပါရတနာဘုံဝတ္ထုအခန်း73မောင်ထွန်းမြတ်သည်ခင်စင်ကြီးနှင့်အကြောင်းဆရာမှနှစ်ခန့်မြကြာပြီးရှိပါတယ်မကြမ်းမုံလဲမောင်ထွန်းမြတ်တို့နဲ့တူနေထိုင်လျက်ရှိရာခင်စင်ကြီးမှာအိမ်အောင်ရှင်ဖြစ်တော်လဲအမိမြသာလျင်ရှိ၍မကြမ်းဘုံမှာအစားအစာရရစီမံခန့်ခွဲလျက်ရှိပါတယ်တို့ပင်ရှိတော်လဲမကြမ်းဘုံသည်စီမံခန့်ခွဲယုံများနှင့်အေးခဲ့ပါလျင်တော်ပါသေးတယ်ယခုမှမူဤမြလောင်းနှင့်မကားသေးခင်စင်ကြီးရှိမှပင်အကုံအကြများကြောင်းတချို့သူတို့ကလည်းလုတ်ပေါ်ကွိုင်ပေါ်မရထိုင်၍သာလျင်စားပေါ်ရကြောင်းမောင်ထွန်းမြတ်မှလည်းပတ်စံချင်းငွေချမ်းသာသောမိမတယောက်နှင့်ရလောက်ပါလျက်စိတ်ကူးလွဲကြောင်းစသဖြင့်မိမတို့ပြောလေရှိသည့်တိုင်စောင်းမျောပြောဆိုလေလျင်ခင်စင်ကြီးမှာများစွာစင်နှလုံးမချမ်းသာ၍အနေကျက်အထိုင်ကျက်ရှိလာပါတယ်စီကံတို့ကိုအမိန်ပေးရနိုင်လဲမရမ်းမုံသည်ခင်စင်ကြီးပေးပြီးအမိန်ကိုပယ်ဖြတ်၍ဆန့်ကျင်ဘက်အမိန်ပေးတတ်ပါတယ်ဤသို့ခဏခဏရှိနေသည့်ဖြစ်ခဲ့လျင်ခင်စင်ကြီးသည်တီးမခံနိုင်လာသဖြင့်မောင်ထွန်းမြတ်အားမိမိတို့နှစ်ယောက်တည်းတတိတသက်နေထိုင်ကြရလျင်တာ၍စိတ်ချမ်းသာမိထင်ကြောင်းပြောရာမောင်ထွန်းမြတ်သည်လည်းမိမိမယား၏အလိုကိုနေရာတိုင်းနဲ့လိုက်ခဲ့သည်ဖြစ်သောကြောင့်အမာကြီးအားမိမိအိမ်သို့ပြန်၍နေထိုင်ရန်အကြောင်းပြောရာမကြမ်းမုံကမင်းမိမဆန္ဒမလားဒါမင်းမိမဆန္ဒမလားဟုမေးပါတယ်မောင်ထွန်းမြတ်မှလိန်လည်၍မပြောတတ်သောကြောင့်နှစ်ယောက်စလုံးအလိုဟုပြောလိုက်လျာမကြမ်းမုံသည်ရုတ်တရက်ထား၍ခေစင်ကြီးရှိရာသို့သွားပြီးလျင်မိကဲသူအဖြစ်ကိုပြုမိခဲ့ကြောင်းယခုနေထိုင်သောအိမ်မှာလည်းကြံဝင်းလာသည့်အပြီးမိမိမှာလည်းချောင်းကန်းလေးတစ်ခန်းနှင့်ပြီးနိုင်သည့်ဖြစ်သောကြောင့်မနေလောက်မထိုင်လောက်ကျဉ်းကျပ်လာသည်ဟု၍လည်းပြောရန်မရှိကြောင်းသို့ဖြစ်၍မိမိအားဘယ်အတွက်ကြောင့်ပြောင်းရွှေ့နေထိုင်စေလိုကြောင်းများကိုမေးလျင်ခေစင်ကြီးမှာလူတစ်ပတ်သားစနေလုံးမตาရသည့်အဖြစ်ကိုအထူးသဖြင့်ရှောင်ကျဉ်တတ်သည့်ဖြစ်သောကြောင့်မကြမ်းမုံကိုမှားယွင်းကြောင်းတောင်းပန်၍မောင်ထွန်းမြတ်ကိုလည်းဤကြောင်းနှင့်ဆန်လင်း၍နောက်ထပ်မပြောရန်ပြောရှာပါတယ်မောင်ထွန်းမြတ်လည်းခေစင်ကြီးသည်အမာကြီးအတွက်ဤများလောက်စိတ်မချမ်းသာသည့်အဖြစ်ကြောင့်ကိုကုံစင်အောင်မသိသဖြင့်မပြောပါနဲ့တော့ဟုတောင်းပန်လျင်အေးကြပြီးအောင်းမ၍မပြောဘဲနေခဲ့ပါတယ်အเจ้าကိုကုံစင်အောင်သိခဲ့ပါလျင်သမီးယောက်နှစ်ယောက်ကိုတနာကြီးမြအတူထားမိမဟုတ်ပါဘူးဤသို့တစ်ကြိမ်ဖြစ်ပြီးနောက်အပြောအဆိုအဆောင်မြောင်းကိုအနှဲငယ်ဆင်ခြင်ပြီးတော့မိဟုအောင်းမိပါလျင်မားပါတော့မယ်၎င်းဒီမှစား၍မကြမ်းမုံသည်အထက်ကအထက်ပင်ပုံမူ၍စောင်းချေလေးရဲ့ခေစင်ကြီးရှိတွင်အစီကံတို့ကိုချိန်မောင်း၍ညီတို့ကအခုတလောဘသူကိုအတူခိုးပြီးတော့မလှုပ်ချင်မကန်ချင်ဖြစ်နေကြတာလေဟဲ့အရင်တော့ကညီတို့ဒီလိုမဟုတ်ပါဘူးစသဖြင့်နေ့စဉ်နဲ့အမျှစောင်းမြောင်းပြောဆိုပြီးလျင်ခေစင်ကြီးမှာမကြမ်းမုံ၏သဘောကိုကြမ်းကြမ်းတမ်းတမ်းရှိခဲ့ပါမူသူပြောလျင်ပြောခြင်းသူစောင်းရင်စောင်းခြင်းခွန်းတော့ပြန်၍ပြောဆိုတတ်သောသဘောရှိပါကနေနိုင်ရန်ရှိပါလေသေးတယ်ယခုမှမူခေစင်ကြီးမှာအလွန်တရာနူးညံ့ပြောပြောင်းသောသဘောရှိ၍အမာကြီးပြောရင်လက်နှစ်ဘက်ကိုထောက်ကမေးတင်မိလျင်ဘာမှမပြောဘဲမျက်ရည်လည်းလျက်သာနေရှာရပါတယ်ဒီနေ့တနေ့ခေစင်ကြီးသည်ဤသို့လက်ပေါ်၌မေးတည်၍နေရမှညနေတိုင်စီခြင်းလှပပြီးနော်ဟုညင်ညွန်မိလျင်ဘာဖြစ်လို့လဲဟုမရမ်းမုံကမေးရာကိုထွန်းမြတ်ပြန်လာစေခြင်းလို့ပေါ့ဟုပြောပါတယ်မရမ်းမုံနဲ့နှကောင်းရှုံးလေးရဲ့မင်းကြော်ကလေးကပြင်းနေမှတ်တယ်ဟုတ်တယ်ပြင်းမှာပေါ့ဒီကများဒီလိုတနေ့လုံးဘာမှမလုပ်ဖဲနဲ့အလက်ကားထိုင်နေပြင်းလို့တေတောင်းတေရဲ့ဘာမှလှုပ်เสียမရှိပဲကိုအမကြီးရဲ့ဒါတော့လူကလှုပ်ချင်တဲ့နောက်လှုပ်เสียဘယ်ရှားလိမ့်မလဲမလှုပ်ရင်သားပေါ့လေအလက်ကဒီလိုထိုင်နေမဲ့တူတူဒီပဲစီးလဲမယ်အင်ကြီးချုပ်မယ်ချုပ်ပြီးတော့ပေးချင်တဲ့သူကိုပေးမယ်ကျမလားရှင်ဒီပဲစီးလှည့်ရမှာအင်ကြီးစုပ်ချုပ်ရမှာဘာဖြစ်လဲချုပ်ရင်ကအလက်ကားနေမဲ့အတူတူတော့ကျမကချုပ်မှမချုပ်တတ်ပဲဝေးကလေးကတက်လာတဲ့သူဘယ်ရှိမလဲဟဲ့လို့တော့တက်ကရောပေါ့ဒီလိုလက်ပတ်ပြီးအလက်ကားထိုင်နေမဲ့အတူတူဒီကလိုတော့ဖဏဟောင်းဖြစ်ဖြစ်ရှာချုပ်နေမှာပေါ့ကျမကအခုတလောနေလိုလက်တင်မကောင်းဘူးဒါဖြင့်ဒီလိုနေထိုင်မဲ့အစားချွေးရအောင်လမ်းလျှောက်ပါလားဒီလိုနေလို့တော့ဘယ်နေထိုင်ကောင်းနိုင်မလဲကိစ္စမရှိပါဘူးရှင်ကျမမျက်နှာမြင်ပြီးတော့ဒီလောက်ပြင်းမှာမဟုတ်ပါဘူးဒီတော့လှုပ်เสียတွေလည်းပေါ်လာမှာပါဟုတ်ပါတယ်ဒီတော့တိန်လုံးပဲလှုပ်เสียတွေပေါ်လာမှာပေါ့အဲ့လိုဟိုကထွန်းမြတ်ပါလားဘာဖြစ်လို့ဒီနေ့စောစောစီးစီးပြန်လာပါလဲဟုပြောလျင်ခေတင်ကြီးဒီထိုင်ရမှအားရဝမ်းသာနဲ့ထား၍ပြေး၍ခေလင်း၏လက်ကိုကင်ပြီးလျင်ဝမ်းသာလိုက်တာကိုထွန်းမြတ်ရဲ့ဘာဖြစ်လို့ဒီနေ့စောစောပြန်လာတာလဲဟုမေးရင်ခေနဲ့လျှောက်လိုက်ရအောင်ပေါ့ဟုပြောရာမနေ့တုန်းကတော့ဒီလိုမပြောခဲ့ပါလား။အိုးမနေ့တုန်းကတော့စောစောပြန်နိုင်မယ်မပြန်နိုင်ဘူးအမှန်မပြောနိုင်လို့မပြောခဲ့ဘူးခင်ရဲ့။မောင်များမော်တော်ကားထုတ်ခဲ့ပါဟဲ့။ကဲခင်အဝေလဲကြည်တော့ခင်စင်ကြီးဒီအဝေလဲရဲ့အိမ်မော်တို့တက်သွားလျင်မရမ်းမော်ကဒီဟာကြီးနဲ့မင်းတို့ကဘယ်သွားမလို့တော့လဲမလို့ပေါ့အမကြီးရဲ့လဲမလို့ခင်ပြင်းနေမှာဆိုလို့တခါတလေရှောက်လဲမလို့ပေါ့ကောင်းပါပြီကွယ်မင်းလုတ်ပုံနဲ့တော်တော်ကြာမင်းဘသူငှားလိမ့်မလဲကြည့်ပါအခုလိုအခါမှာတော့အမှုကျွန်တော်အရေးမလုံနိုင်သေးဘူးအမကြီးရဲ့ခေဖြစ်လဲအမကြီးအသီးသားပဲသိပါတယ်မောင်သိပါတယ်
တီလုံးဝကြီးလို့ခက်နေသေးတယ်တကယ်ဆိုတော့တငယ်ချင်းမောင်များနဲ့လည်းရောပေါ့မောင်များလည်းလောက်တတ်သားပဲမောင်များနဲ့ကျွန်တော်စိတ်မချနိုင်ဘူးအမကြီးရေမတော်တဆအထီးကင်မှဖြစ်ဒီလိုအခြေအနေကအထီးကင်ခံတဲ့အခါမဟုတ်ဘူးဒီတို့မောင်နှမနှစ်ယောက်စကားပြောနေခြင်းခေသိန်းကြီးဒီရွှေမြသောမျက်နှာထားဖြင့်ဝစ်စားစင်လေးအိမ်ပေါ်မှဆင်းလာရာမောင်ထွန်းမြတ်သည်၎င်းအားယူရကျင်နာစွာကားပေါ်သို့တင်ပြီးထွက်ကျသွားပါတယ်မကျန်းပေါ်မှာ၎င်းတို့အားစူဆောင်သောမျက်နှာသားဖြင့်ငေးကြီးလေးရဲ့ကြံနေခဲ့ပါတယ်ဤသို့သောဖြစ်ပျက်တို့ကိုနေ့စဉ်ကြုံတွေ့လျက်ရှိရာခေသိန်းကြီးသည်မကျန်းမှုအတွက်ကြောင့်များစွာစိတ်မချမ်းမသာရှိပါတယ်တို့ရတွင်မကျန်းမှုသည်မောင်ထွန်းမြတ်၏ရှိနေကခေသိန်းကြီးစိတ်မချမ်းသာဖြစ်ရစေအောင်မပြောမဆိုပါဘူးမောင်ထွန်းမြတ်မရှိသောအခါ၌သာလျှင်ဝါသနာအတိုင်းစောင်းချ၍ပြောဆိုလေရှိပါတယ်မောင်ထွန်းမြတ်မှာလည်းမကျန်းမှုသည်မိမိအားပြောဆိုရန်ရှိလျင်အစဉ်ချင်းပဲပြောဆိုတတ်တော်လဲခေသိန်းကြီးကိုလည်းဤသို့ပင်ရှိပေလိမ့်မည်ဟုအလင်းမရှိပါဘူးခေသိန်းကြီးသဘောမှာလည်းမကျန်းမှု၏သဘောကိုလင်အားအကုန်ပြန်၍ပြောလျင်မောင်နှမကြီးရန်တိုင်း၍ပြီးသည်တွေတူကြတော့မည်ဟုအောင်းမ၍မြို့သိမ့်လျက်သာလျင်သီးခံသမျှသီးခံရှားပါတယ်မကျန်းမှုသည်မောင်ထွန်းမြတ်၏အိမ်သို့လာရောက်နေထိုင်ရန်စားရမယ်တောက်ရမယ်ဖြစ်၍လာရောက်နေထိုင်သည်မဟုတ်ဖခင်တည်ဆုံးပြီးသည့်နောက်မကျန်းပေါ်မှာလည်းမောင်ထွန်းမြတ်နှင့်အတူအမူအရာသောပစ္စည်းများလည်းရှိနေသေးပါတယ်ယခုအငားချလျက်ရှိသောအိမ်မှာမကျန်းမို့ပိုင်အိမ်ဖြစ်သည့်ပြင်မိမိအတွက်စုငွေ1000ကျော်ကိုလည်းရွှေစဲစိန်တယ်စသည်တို့ကိုအပေါင်းခံသဖြင့်အတိုးရထားပါသေးတယ်၎င်းရသမျှအိမ်ငားကနှင့်ငွေတိုးကိုလည်းမိမိမယူပဲမောင်ထွန်းမြတ်တို့ကုန်ကြသောအသုံးဆွဲတွေကိုထည့်သွင်းထားပါတယ်မကျန်းပေါ်မှာခေသိန်းကြီးစိတ်မချမ်းမသာဖြစ်ရစေအောင်နေရှိသမျှလှုပ်ဆောင်လျက်ရှိတော်လဲခေသိန်းကြီးသည်မိမိအတွက်မိမြစိတ်မချမ်းသာသည့်ဖြစ်ကိုကုံစင်အောင်မသိပါဘူးဘယ်ရောက်ဆိုတော့မိမိသည်တစ်သက်ပတ်လုံးဤကဲ့သို့ဩဇာပေးရန်ဝါသနာပါကသည့်ပြင်သူတစ်ပါးတို့ကိုလည်းမိမိတို့ကဲ့သို့ကြမ်းကြမ်းတမ်းတမ်းလုံနိုင်ကိုင်နိုင်ရှိလိမ့်မည်ရှိရမည်ရှိသင့်သည်ဟုမှတ်ထင်ငယ်သောကြောင့်ဖြစ်ပါတယ်တနေ့တနေ့အစေခံမတ်စောသည်အခန်းပေါက်တစ်ခုနေ့တွင်မျက်ရည်ဆက်လက်နှင့်ထိုင်လျက်နေသည်ကိုမကျန်းပုံမြင်လျင်တစ်သက်လုံးမယ်သောခါမှဖြင်းချင်းစွာမသွားဘူးပဲခြေပြားထောက်လျက်တလန်းချင်းလာပြီးလျင်မတ်စောနီးသို့လာ၍ထိုင်ကအလွန်စိုးရိမ်လျက်ရှိသောမျက်နှာသားနှင့်ဘယ်နဲ့လဲမစောစိုးရင်ရတယ်လားမပြောတတ်ပါဘူးအမကြီးရဲ့ကျမလည်းမကြုံဘူးလို့မသိဘူးမမလေးညီးတန်ကြားတော့ငိုချင်းလွန်းလို့ထွက်လာခဲ့တယ်အေးဒီဟာကငါတို့မိမများဓမ္မတာကိုညီတို့ငါတို့ကန်ကောင်းလို့ဒီဟာမျိုးနဲ့လွတ်ခဲ့ကြတယ်ကိစ္စမရှိတော့ဘူးထင်ပါရဲ့အေးဘယ်နဲ့တည်းလဲမသေးသေးချင်းလေးပါဘူးတော့ချမ်းသာပါစေဟုမကျန်းမွန်သည်အလွန်စိုးရင်သောအတန်ဖြင့်တိုးတိုးကလေးပြောပါတယ်အကယ်၍ခေသိန်းကြီးသည်တိမ်မာရင်မှရှိခဲ့ပါလင်မိမိနှင့်အတူခိတ္တနေရသည့်အခိုက်စိတ်မချမ်းသာရစေအောင်ကြံဖန်၍လုံးမိတကဲ့သို့ရှိသောကြောင့်ပြုမိခဲ့သည့်အဖြစ်ကိုနောင်တရဟန်လက္ခဏာရှိလျာကမကျန်းမွန်သည်နောက်ထပ်၍စကားမပြောဘဲနှစ်ယောက်သားတို့သည်ကြောင်းချသောမျက်နှာထားနှင့်နားစွန်လျက်ရှိနေကြစဉ်နာယီဝဲခန့်လရှိသောအခါအခန်းထဲမှကလေးနှုံငိုတံကြားရပါတယ်ထိုအခါနှစ်ယောက်သားသည်ထိုင်ရန်မှထား၍လှင်မြန်စွာသွားကြရာခေသိန်းကြီးသည်သမီးမင်းကလေးဖွားမြင်ကြောင်းကြားသည်လိုက်ရပါတယ်အခန်း14နောက်3ရက်လောက်ကြာနေသည့်ခါ၌မိနစ်နှင့်မစောတို့သည်ခေသိန်းကြီးအခန်းထဲတွင်ထိုင်၍မိနေစောင့်နေကြစဉ်ခေသိန်းကြီးမှာအားနည်းသည့်အခါဖြစ်၍မျက်စိမိလျက်နေသည်ကိုမြင်လျင်မိနစ်သည်အခန်းပေါက်မှလှမ်း၍ကြည့်ကအိပ်ပျော်နေသည်ထင်မှန်၍မစောအားပြောသည်မှာမမလေးကြည့်ရတာတဲမာမမရဘူးမစောရေဒီတောင်ကတက်နိုင်မှာမလားမစောကဟဲတောက်ထီးတောက်တဲ့ကောင်မလေးကလည်းတနေ့ငါများဒီထက်တောင်ပိုဆိုးသေးတာပဲအခုအပုံကြီးတော်သွားတယ်လေမိနစ်ကမတော်တဆများဖြစ်သွားရင်တော့ဟိုကတယောက်ကဝမ်းသာမှာပေါ့လေအရင်တစ်ခါကအလွတ်ခံတယ်ဒီတစ်ခါတော့အလွတ်ခံမှာမဟုတ်ဘူးမစောကဟဲ့ဘယ်နဲ့အလက်ကားဟာတွေရှော့ပြောနေတာလဲမိနစ်ကရှင်ကသာအလက်ကားဟာတွေလုံနေပါကျမကတီးလို့ပြောတာပေါ့မိမိကတော့အခုတောင်ကြိုက်ရှာတော့လို့တော့သိရလားညီကဘာကြောင့်သိရတယ်လဲမိနစ်ကမိမိတို့အိမ်ကနေကျမအမမချစ်ပြောလို့ပေါ့မိမိလည်းမိမဆွဲထားတဲ့ဆွဲကြိုးကလေးဟာမြင်ရလားအဲ့ဒါကိုထုံးမြတ်ပေးတာပေါ့ဒီဆွဲကြိုးကလေးကိုညာအိမ်အောင်မှခေါင်းအောင်မှထားရတဲ့မစောကဒါဘာပြုတုံးဒါဘာပြုရမလဲစဉ်းစားကြည့်ပါလားပြီးတော့လေကိုထုံးမြတ်ကရွှေဘိုနှက်ပန်သွားမယ်ဆိုတော့အဲ့ဒီနေ့မှာကိုထုံးမြတ်ကမိမိကိုလိုက်ပို့တာကိုပို့ပြီးလို့ကိုထုံးမြတ်ပြတ်သွားတော့မိမိကသူတယောက်တည်းပြောသွားတာကိုမချစ်ကလည်းသူ့အချက်ကိုရှိလို့အမောင်ဝင်းကနေစောင့်နေတော့အခုမှပဲသိရပြီတော့တယ်ကိုထွန်းမြတ်ရဲ့လို့မျက်နှာထားခပ်ပြုံးပြုံးနဲ့ပြောသွားတာလာရောက်နဲ့မြင်လိုက်ရတဲ့အမစောရဲ့ဒီတော့သူတို့နှစ်ယောက်တော့အမှန်အချက်ရှိတယ်တယောက်လဲတယောက်ချစ်ကြိုက်နေကြတဲ့လက္ခဏာပဲနောက်တော့မှကိုထွန်းမြတ်ကကျမတို့မိန်းမလေးနဲ့တွေ့လို့မိမိကြီးကိုမေးတဲ့လက္ခဏာနဲ့တူတယ်ယောက်ျားများတဲရက်ဆက်တယ်နော်မစောကကိုထွန်းမြတ်ကြည့်ရတာတော့ရက်ဆက်ပုံမရပါလားအေးမိနစ်ကပြီးတော့ရှိသေးတယ်ကိုထွန်းမြတ်နဲ့မမလေးတို့ရွှေဘုံမှာလက်ထက်ကြတယ်လို့အမကြီးကကြားတော့မိမိရေးစီချက်ချင်းသွားပြောတာကို
မိမိလည်းဒီเจ้าကြတော့ဘာမှမပြောနဲ့အိမ်မော်တက်သွားပြီးအခန်းထဲရောက်ရင်ပဲကျမ်းမော်ကိုပြစ်လဲပြီးတော့ချုံမဲချငိုးရှာတဲ့မချစ်ကလည်းအခန်းထဲကအတန်ကြားလို့အိမ်တကားကိုအသာလေးဖွင့်ကြည့်တော့မိမိကတကယ်တည်းကျမ်းမော်လှိမ့်ပြီးငုံနေလိုက်တာတဲ့မစောရဲ့မစောကကိုမချစ်တဲ့သူချစ်နေလို့အလကားပေါ့မိမိကတဲမိုက်ပါကလားဒါတော့မသိနိုင်ဘူးလေအခုလည်းပဲကိုထွန်းမြတ်ယုံသွားခြင်းယုံမြန်ခြင်းကြမှာဗရဲမောင်ကကွဲပြီးတော့နှေးတိုင်းချောင်းတဲ့မစောကအခုတော့မိုက်တိုးမှာကလားမိနှစ်ကဒါတော့ခုနေပြောတာမဟုတ်ဘူးလားမမလေးမြမတော်တဆဖြစ်သွားမှဖြင့်မိမိကတော့အကြည်ဆိုင်မှာပဲ။ဩညီကလည်းအေးဒီစကားမပြောပါနဲ့မမလေးဘာမှမဖြစ်ဘူးကျမပြောတဲ့အတိုင်းဖြစ်ပြီးသားပဲဒီကလေးကတော့မီရွင်းနဲ့မတော့တဲ့နိုင်မှမလဲအခုတော့သူ့စိတ်ထဲကခင်သေးကြီးကိုမုန်းလာရောပေါ့မစောကတော်တော့အေးညီနှောက်ထပ်မပြောနဲ့တော့ငါအမကြီးသွားပြောလိုက်မယ်မိနစ်ကပြောစရာရှိလဲမရှိပါဘူးတော့ကုန်ပါပြီဒါပါပဲခင်သေးကြီးဒီအိမ်မပြောဘဲမျက်စိသားလေးမှိန်းလေးရဲ့ရှိသည်ဖြစ်သောကြောင့်မိနစ်နဲ့မဲစောတို့ပြောသောစကားများကိုတလုံးမကြံကြားရလေမိမိဒီကျန်းကျန်းမာမာရှိသည့်အခါဖြစ်ပါကလင်းဤသဘောကိုတည်ပြီးဖြစ်သောကြောင့်အစေခံတို့ပြောစကားကိုယုံမွယ်မရှိဟုထင်မှတ်မိ၍ဖြစ်ပါတယ်အခုမှမူမကြမ်းမမာအားနည်းသည့်အခါဖြစ်၍ကောင်းစွာစဉ်းစားမစင်ရင်နိုင်သည့်ဖြစ်ရကမောင်ထွန်းမြတ်သည်မိမိရင်းနှင့်အမှန်ချစ်ကြိုက်ဖူးသည်ဖြစ်ရမည်ဟုယုံကြည်ပြီးများစွာမနာလိုသောစိတ်ဖြစ်၍အမျက်ထွက်လျက်ရှိနေစဉ်တွင်မောင်ထွန်းမြတ်သည်အခန်းတွင်းသို့ဝင်လာရာမနဲ့လဲခင်ဘာဖြစ်လို့နေမကောင်းလို့လားဟုမေးပါတယ်ခင်သေးကြီးကခင်တခုမှားခဲ့ပြစေကိုထွန်းမြတ်ခင်များတည်သွားလို့ရှိရင်သူ့မယူပါနဲ့နော်သူ့မြယူရင်ခင်ဖြင့်ကလေးတွေစိတ်ချနိုင်မှာမဟုတ်ဘူးဟုပြောလျင်မောင်ထွန်းမြတ်သည်ကြောင်နှမ်းပြောသည်ထင်မှတ်၍ခင်သေးကြီးကချုံမော့ပြောဆိုပါတော့လဲခင်သေးကြီးသည်စိတ်ဆိုးမပြေပဲခင်ရဲ့ကလေးကိုနှိမ့်ဆက်မှသူကသူ့ကိုဖြင့်မယူရစ်ပါနဲ့ရှင်ဟုပြောပြန်လျင်ဘက်နဲ့လေခင်အိမ်မက်မက်နေတယ်ထင်တယ်တောက်တောက်နဲ့တွေရှောက်ပြောမနေပါနဲ့ခင်ရဲ့ကိုကျမ်းမအောင်ကြိုးစားပြီးတော့ဂယုဆိုင်မှာပေါ့ဟုပြောရာဂယုဆိုင်စရာလည်းမရှိဘူးကိုထွန်းမြတ်ရဲ့ခင်တော့မနေရပါဘူးဒီတော့သူ့ကိုမယူရစ်ပါဘူးလို့ရှင်ကအခုအာမခံပါဒီလိုအာမခံမှခင်အသက်ဖြောင်းဖြောင်းထွက်နိုင်မှာမယ်မဟုတ်ပါဘူးခင်ရဲ့နေ့နဲ့လမ်းနဲ့ဆိုရင်တော့ခင်ပြောတာကိုဘာမှဆိုမောင်းလုပ်ပါမယ်အခုတော့ဘယ်နဲ့ဟာတွေရှော့ပြောနေတာလဲခင်ရဲ့ခင်မပြုလို့သိရမှာတော့ခင်လည်းမသိရပါဘူးခင်ပြောတာပဲဘသူ့ကိုပြောတယ်တောင်မောင်းမသိဘူးရှင်အဟုတ်ပဲမသိဘူးလားခင်နဲ့မရခင်ကဘသူနဲ့ရှင်ကြိုက်ဖူးတယ်လဲအခုတော့ရှင်ကြိုက်ချင်ကြိုက်နေဦးမှာဘသူပြောတာလဲခင်ရဲ့မိမိဘောဟုပြောလျင်မောင်တို့မြတ်ဒီထိုင်ရမှထားပြီးဂရင်နဘေးတွင်ရက်လျက်အိမ်ရီရှိသောမျက်နှာသားနဲ့မိမိရင်းနဲ့ကျုံတဲ့ကိုဘယ်နည်းနဲ့ခင်ကအထင်လွဲရတယ်ဆိုတာကျုံမပြောတတ်ပေဘူးမိမိဆိုတဲ့မိန်းကလေးကိုကျုပ်ကဘယ်အခါမှကြိုက်လဲမကြိုက်ဘူးပါဘူးကြိုက်မယ်လို့စိတ်ထဲကတော့ခင်နဲ့အเจ้าမမာခင်ကလေးကမကူးမိပါဘူးရပြီးမှဆိုတာမှတော့ဝေးပါရဲ့ခင်ရဲ့ခင်လည်းဒီလောက်တော့သိတင်ပါလေထင်တယ်သူကရှင့်ကိုကြိုက်ပါကလားယောက်ျားကစနေရင်မကြိုက်ပဲမိန်းမကယောက်ျားကိုကြိုက်တယ်ဆိုတာမိမမိုက်ပေါ့မိမိကြီးဒီဒီလောက်မိုက်မယ်တော့မထင်ပါဘူးတကယ်လို့သူကပဲကြိုက်ပါစေဦးမောင်ကဖြင့်တတိတောင်မရပါဘူးခင်ရုံမှာတော့မိမိကြီးနဲ့မောင်ကိုခင်ကစိုးရင်နေဆိုတာအမာကြီးနဲ့စိုးရင်နေဆိုတာနဲ့အတူတူပဲဟုပြောလျင်ခင်လင်းကြီးမှာမောင်ထွန်းမြတ်၏တည်သောအမူအရာနဲ့အိမ်လေးရှိသောမျက်နှာသားကိုမြင်ရကလင်း၏စကားကိုလုံးလုံးယုံကြည်၍မိမိအထင်လွဲကြည်ပြီးဟုအောင်းမိမိလျင်၎င်းအတွက်စိတ်ချယုံကြည်လျက်ရှိပါတယ်မောင်ထွန်းမြတ်လည်းအနှဲငယ်စိတ်နာသောအတန်ဖြင့်အခုခင်ပြောပုံကတနေ့လုံးလုံးမောင်စူးစမ်းခဲ့သမျှအလကားလိုကြတာပေါ့လေခင်ကိုဘလို့အေးယူခဲ့တယ်ဘလို့စောင့်ရှောက်ခဲ့တယ်ဆိုတာမြင်တာနဲ့သိလောက်ပါတယ်ခင်ဒီလိုဖွင့်ပြောတော့မရှိပါဘူးဟုပြောလျင်ခင်တင်ကြီးသည်မျက်ရည်ဝိုင်းလျက်လင်းမျက်နှာကိုမော်ကြည့်၍ခင်ကိုစိတ်မဆိုးပါနဲ့မောင်ရဲ့ခင်ကလည်းအေးယူလွန်အားကြီးလို့ဒီလိုစိုးရင်ပါတယ်ဟုပြောရမောင်ထွန်းမြတ်လည်းခါတိုင်းကဲ့သို့ရွှေမြသောမျက်နှာသားနဲ့ခင်အိမ်မက်မက်နေတယ်ထင်တယ်ဒီလိုအိမ်မက်တွေမက်မက်ပြီးလင်းကိုဖြင့်အပြစ်မရှာမနဲ့ခင်ရဲ့ဟုပြုံးလျက်ပြောပါတယ်ခင်တင်ကြီးမှာလင်း၏သဘောကိုသိရှိ၍လင်ပြောသည်ကိုပြောသည့်အခိုက်တွင်လုံးလုံးယုံကြည်သည်မှာမှန်ပါတယ်သို့သောမိမ၌ဖြစ်စေယောက်ျား၌ဖြစ်စေမတင်ကားသောစိတ်သည်တစ်ကြိမ်ဖြစ်မှုပါလျင်ထက်ခါပေါ်လာမြင်ဖြစ်ရကားခင်လင်ကြီးမှာလည်း၎င်းစိတ်သည်မကြာပေါ်ပေါက်လာပါတယ်ဤကဲ့သို့မဖြစ်စေရန်ကြိုးစားပါတော့လဲမိနစ်နှင့်မတ်စောတို့စကားကိုခဏသတိရသည်ဖြစ်သောကြောင့်မယုံကြည်သောစိတ်သည်ရံမှန်ရံကပေါ်ပေါက်လာခဲ့ပါတယ်အခုဖတ်ပြပေးသွားတာကတော့ရတနာဘုံဝိထုရဲ့အခန်း73နဲ့14ပဲဖြစ်ပါတယ်ဝိထုလေးကိုကြိုက်နေတဲ့လို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe ကလေးလုပ်ပေးသွားကြပါအောင်ခင်ဗျကျွန်တော်ကတော့တင်ဆက်သူဇင်မင်း